ဟောမဆက်နုမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ကဲပါဒီနေ့ BNB ဘားမှာအကဲဖြတ်သွားတာတွေ့ရလိုက်ရပေါ့နော်အဲ့ခါကျတော့ဟိုဘသူရဲ့ဖိတ်ခေါ်မှုနဲ့ဒီကိုလာပြီးတော့အားဖြစ်ပေးဖြစ်တာလဲမှာဟုတ်ကဲ့ပါအကြီးက BNB မှာဒီ judge လုပ်တဲ့ဆိုပြီးတော့လေအစမတ်ချိုပေါ့နော် crown TV ကနေပြီးတော့မတ်ချိုကလည်းမှာမောက်ဖလန်ပြီးတော့ကန်လန်းတာပေါ့နော်ညီမရေတူရှိရဲဆိုတော့ဟုတ်လားမအဆိုလို့ရှင်လဲဟိုဖြစ်မယ်လေကိုလည်းစိတ်ဝင်စားသွားတာပေါ့နော်ဒါမတ်ချိုအနေနဲ့တကယ်နောင်လာမဲ့အနုဘောပေါ့အနုပြန်ရှင်ပေါ့နော်နောင်ယူဆက်တဲ့တီကိုလမ်းပွင့်ပေးတယ်တကယ်လည်းရွက်ပုံးတီတွေအများကြီးပဲလေဆိုတော့သူတို့တွေကဒီခေတ်မှာလူတွေကဆိုချင်ကြတာပဲရှိတာဆိုတော့ဆိုတဲ့ပုံစံလေးတွေနဲ့ပတ်သက်တဲ့ educated ပိုင်းကတော့အားနေတာပေါ့အဲ့လိုမျိုးဆိုတော့ဒါကိုရီဖက်သားလိုက်တဲ့ experience တခုနဲ့ကြော်လဲ sharing နေနဲ့ကြော်တော့လဲဒါကိုဒါကန်လန်တဲ့ဆောင်လဲကျေးဇူးလည်းအများကြီးတင်ပါတယ်လို့ဟုတ်ကဲ့အဲ့ဒါမက်ဆိုရဲ့ဒါကန်လန်မှုတွေနဲ့ပေါ့နော်ကျွန်မ DBMP မှာပြည့်လို့တဲ့အစုပ်ပြန်ွေးလေးလိုက်ရပြီးတော့ပါဝင်တာပါဟုတ်ကဲ့ပါအမဟိုကျွန်တော်တို့ဒီ BNB ဘားနေပြီးတော့ဒီပွဲလေးပေါ့နော်လုတ်ပေးတဲ့အတွက်ကောအမရဲ့အမြင်လေးကိုတစ်ချက်ပြောပြပါအောင်မ BNB ကဒါခုလက်ရှိမှကြည့်သလားဆိုဘာတွေမှာဒီလိုမျိုးကိုတေးချာဖိဖိစီစီနေပေါ့နော်စနစ်ကြလို့တာဆိုလို့ဒီတစ်ခုပဲမှလက်ရှိမှဆိုဖာမမြင်ပေါ့မကြီးရပဲတွေ့သေးတယ်တကယ်လို့အဲ့ဒါဘာကြောင့်လို့ဆိုတော့ခုရန်ကုန်မှာဆိုရင်လည်းမြန်မာနိုင်ငံမှာဘားများဆိုတာဖွင့်ကြတယ်ဆိုတော့လူငယ်တွေကဆိုတာပဲသိတယ်လေဆိုပဲဆိုတဲ့ကျင်ကြတယ်လို့မျိုးဒါပေမဲ့သူတို့အနေနဲ့ကဒီပေါ်မှာဘယ်လိုမျိုးဟိုတွားရမလဲဆိုတာမသိဘူးအဲ့အတွက်ကို BNB ရဲ့ဘားနေပြီးတော့မှလမ်းဖွင့်ပေးတယ်ပေါ့နော်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့ခုလိုမျိုး judge တွေနဲ့လာပြီးတော့ဆိုပြန်မျိုးတခုသူတို့စီးမှုကျင်းပပေးခါကြတော့သူတို့အတွက်လိုအပ်တဲ့အားနဲ့အားသက်ချက်တွေသူတို့အတွက်အသိပညာလေးတွေရသွားစေတာပေါ့နော်ဆိုတော့အဲ့ကနေသူတို့ကိုသူတို့ပြန်ပြီးတော့ပြည့်ယူနိုင်တာပေါ့ရေရှည်ကြောင်းလို့ရှိရင်လည်းဒါအဆိုကောင်းလေးတွေတကယ်စနစ်တကျနဲ့ဆိုတက်လာတဲ့ဆိုကောင်းလေးတွေအများကြီးကိုဒါမွေးမြူနိုင်မယ်မွေးထုတ်လာနိုင်မယ်လို့တော့အမတော့ဒါမြင်တော့တခြားအရန်ကောင်းတဲ့ဒီဘယ်လိုခေါ်မလဲအဆိုပြန်မျိုးတခုကြီးမှုကျင်းပပေးတဲ့အတွက် BNB ကိုရန်လည်းကျေးဇူးတင်လည်းပြောမယ်ဘာလို့ဆိုတော့ဒါခုမြန်မာနိုင်ငံသားကိုစားတခုအနေနဲ့ပေါ့နော်ဒီနေ့ကနေပြီးတော့စပြီးတော့ခြေလန်းလဲရတာပဲလေနော်ဒါလက်ရှိအနေထားနေရကြတော့ဒါကိုယ့်ရဲ့ဘာတခုအနေနဲ့လည်းလှုပ်တော့လူငယ်တွေအတွက်လည်းဒါပြောရမယ်ဆိုလို့ရှိရင်လို့တက်ကြွပြီးတော့မှလူဖြစ်ချင်စိတ်ရှိတယ်ပြင်းပြဆန္ဒရှိတဲ့လူတွေတွေ့ရတော့လေဒါမှတော့လည်းဝေးထုတ်ပြီးဆိုမှတော့ just နေလည်းလာရောက်ပေးရတာအရင်လည်းကျင်တတ်တယ်တကယ်လည်းပီတိဖြစ်ရပါတယ်လို့ဒီရေချင်းကောင်းလည်းရှိတဲ့လူလည်းတွေ့ရတော့လေဆိုတော့အမလည်းအရင်လည်းမလည်းကျေးဇူးတင်တဲ့အကြောင်းလည်းပြောချင်ပါတယ်နော်ဒီလိုစီစဉ်လေးကျင်းပပေးတဲ့အတွက်ဟုတ်ကဲ့ပါအမအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပရိသတ်ကြီးအတွက်ကောဒီ BNB အတွက်ကောအမလက်ဆောင်စကားလေးတစ်ခုလောက်ပြောပေးခဲ့ပါအောင်ကြာဟုတ်ကဲ့ပါ BNB ရဲ့ပရိသတ်တွေအားလုံးရောဒါဘယ်လိုပဲဖြစ်ပေါ့နော် fans တွေပဲဖြစ် member အကုန်လုံးပေါ့နော်ကျမတို့ DBNB ကမြန်မာနိုင်ငံကိုချစ်တဲ့စိတ်နဲ့ဒါတစ်ဖက်တစ်လက်နေပြီးတော့ကျမတို့ဘာဖွင့်နေဆိုရင်လည်းအချင်းချင်းဖွင့်တာမဟုတ်ဘူးပေါ့နော်ရည်ရွယ်ချက်ကောင်းတဲ့ဒီလိုမျိုး musician ကောင်းလေးတွေ singer ကောင်းလေးကလေးတွေအများကြီးမွေးထုတ်ပေးလာနိုင်ဦးမယ်ဘာတစ်ခုနေမြင်တဲ့တကြားအများကြီးလဲအားပေးကြပါလဲပြီးတော့လဲဘယ်လိုခေါ်မလဲဒီမှာကျင်းပကြမယ်ဆိုပြန်မေးလို့ဆိုလို့ရှိရင်အများကြီးလာရောက်ဖို့ဇမလို့လည်းတန်းလည်းဖိတ်ခေါ်ပေးပါတယ်လို့ BNB ကိုစားဆိုတော့ပရိသတ်တွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့အားပေးနေကြသူတွေအားလုံးဒီတစ်စပတ်တပို့ BNB လည်းအများကြီးအောင်မြင်ပါစေလို့ဆန္ဒပြုပေးပါတယ်ရှင်ဟုတ်ကဲ့ပါအမအခုလိုမျိုးလာပြီးတော့မှပါဝင်အားဖြစ်ပေးလို့လဲကျွန်တော်တို့ BNB ကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်အမနောက်ထပ်ကျွန်တော် BNB ကလုပ်တဲ့ပွဲတွေမှာလည်းအခုလိုမျိုးပဲပါဝင်ပေးပါအောင်လို့ကျွန်တော်ကနေပြီးတော့ဖိတ်ခေါ်ချင်ပါတယ်အမဟုတ်ကဲ့ပါရှင်ဇန်နူလည်းထပ်တူကျေးဇူးတင်နေကြောင်းလည်းပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါရှင်